ရှေးခေတ်ကရွာငယ်လေးတစ်ရွာမှာလူတစ်ယောက်နေထိုင်ဘူးတယ်။သူ့သားအပေါ်အလွန်စိုးရိမ်နေမိတယ်။သူ့သားဟာပြင်းရည်ပြီးဂယုမစိုက်တတ်ဘူးအလုပ်ကိုဘယ်တော့မှမလုပ်ဘူး။တနေ့ကုန်ရွာထဲရှောက်လှည့်လည်နေုံပဲတနေ့မှအဖိုးကသားကိုသင်ခန်းစာတစ်ခုပေးဖို့ဆုံးဖြတ်လိုက်တယ်။သားကိုသူ့စီခေါ်ပြီးညင်သာစွာပြောလိုက်တယ်။သားရီဗီရိုထဲမှာနာရီတစ်လုံးရှိတယ်။ယူလာခဲ့ပါဦး။သားဖြစ်သူကသွားပြီးဗီရိုကိုဖွင့်လိုက်တယ်။နာရီကိုထုတ်ကဖခင်စီပြန်လာတယ်။ဖခင်ကနာရီကိုကြည့်ပြီးမှပြောတယ်အခုဒီနာရီကိုဈေးသွားယူပါမင်းတွေ့တဲ့လူတိုင်းကိုဒီနာရီဘလောက်တန်တယ်လဲလို့မေးကြည့်ပါတားဖြစ်သူကခေါင်းညိတ်ပြီးနာရီနဲ့အတူဈေးကိုသွားတယ်နာရီကိုလူမျိုးမျိုးကိုပြလိုက်တယ်လူတစ်ယောက်က1000တန်တယ်လို့ပြောတယ်နောက်တစ်ယောက်က2000လို့ပြောတယ်နောက်တစ်ယောက်က900လို့ပြောတယ်လူတိုင်းဈေးမျိုးမျိုးပေးကြတယ်တချို့တူတဲ့ဈေးပေးကြပေမဲ့ဘယ်သူမှလုံးဝသဘောမတူကြဘူးတားဖြစ်သူကအိမ်ကိုပြန်လာပြီးပြောတယ်အဖေရီလူတိုင်းကနာရီဈေးကိုမတူညီတဲ့ဈေးတွေပြောကြတယ်တချို့က1000တချို့က2000တချို့က900လို့ပြောတယ်အဖိုးပြုံးပြီးပြောတယ်ကောင်းပြီနာရီကိုဗီဒီယိုထဲပြန်ထားလိုက်ပါနောက်တစ်နေ့မှာအဖိုးကသားကိုနောက်တစ်ချိန်ခေါ်ပြန်တယ်နာရီဟောင်းအတိုင်းယူလာခိုင်းတယ်သားဖြစ်သူကယူလာပြီးဖခင်ကိုပေးတယ်ထိုအခါအဖိုးကပြောတယ်အခုဈေးကိုနောက်တစ်ခါသွားပါဒီတစ်ခါတော့နာရီရဲ့ဈေးကိုမမေးနဲ့ဒီနာရီတွင်းကလာအချိန်လာရဲ့ဈေးကိုမေးပါတားဖြစ်သူစိတ်ရှုပ်သွားပြီးအဖေပြောတဲ့သဘောကိုသူနားမလည်ခဲ့ပါဘူးသို့တော်လည်းနာခံပြီးဈေးကိုနောက်တစ်ချိန်သွားပြန်တယ်သူတွေ့တဲ့လူတွေကိုမေးတယ်ဒီနာရီတွင်းကအချိန်ရဲ့ဈေးကဘယ်လောက်လဲလူတွေကသူ့ကိုထူးဆန်းစွာကြည့်ကြတယ်တချို့ကသူ့ကိုရေကြတယ်တချို့ကထွက်သွားဖို့ပြောကြတယ်တချို့ကဘလောက်မိုက်မဲတဲ့မိကွန်းလဲလို့ပြောကြတယ်တားဖြစ်သူရှက်ပြီးဝမ်းနေသွားတယ်နောက်ဆုံးမှာသူဟာဆိုင်ငယ်တစ်ဆိုင်မှာရက်လိုက်တယ်အဲ့ဒီဆိုင်မှာအဖိုးကြီးတစ်ပါးအလုပ်လုပ်နေတယ်ဆိုင်ရှင်အဖိုးကြီးကနာရီများစွာပြင်နေတာအလုပ်တွေရှုပ်နေပါတယ်တားဖြစ်သူကထိုမေးခွန်းအတိုင်းမေးလိုက်တော့အဖိုးကြီးကအလုပ်ကိုရက်လိုက်တယ်တားဖြစ်သူကိုကယူနာပြည့်တဲ့အပြုံးနဲ့ကြည့်လိုက်တယ်ကောင်လေးပါမေးချင်မှန်းသူနားလဲသွားတယ်ညင်သာစွာပြောလိုက်တယ်တားရဲ့အချိန်ကိုဈေးတက်လို့မရဘူးကွမင်းကြက်ငွေတန်းကြီးပေးနိုင်ပေမဲ့မင်းဘဝရဲ့တစ်စက္ကန့်ကိုတောင်ပြန်ဝယ်လို့မရဘူး။ဒါကြောင့်မင်းရဲ့အချိန်ကိုပညာရှိရှိသုံးစွဲရမယ်။ကောင်လေးကယူတစိုက်နားထောင်တယ်။အဖိုးကြီးဆက်ပြောတယ်အချိန်မှာစိုးတဲ့အချက်တစ်ခုနဲ့ကောင်းတဲ့အချက်တစ်ခုရှိတယ်။စိုးတဲ့အချက်ကဒါဟာကုံဆုံးသွားတယ်ဆိုတာပဲ။ကောင်းတဲ့အချက်ကတော့မင်းဒါကိုဘလို့သုံးမယ်ဆိုတာရွေးချယ်နိုင်တယ်ဆိုတာပဲ။လောကမှာလူတိုင်းမှာတစ်ရက်ကို24နာရီရှိတယ်။ချမ်းသာသူရောဆင်းရဲသူပါခြားနာချက်ကထိုနာရီတွေကိုဘလို့အသုံးချတယ်လဲဆိုတာပဲကောင်လေးရဲ့မျက်လုံးထဲမှာနားလည်မှုအလင်းရောင်ဝင်လက်လာတယ်သူ့အတွင်းမှာတစုံတစ်ခုပြောင်းလဲသွားတယ်အဖိုးကြီးကိုကျေးဇူးတင်ပြီးအိမ်ကိုအမြန်ပြန်လာတယ်ဈေးထဲမှာဖြစ်ပျက်ခဲ့သမျှကိုဖခင်ကိုပြန်ပြောပြတယ်အဖိုးကဂုံယူစွာပြုံးပြီးတားရဲ့ပခုံးပေါ်လက်တင်ပေးလိုက်တယ်ထိုနေ့မှစ၍ကောင်လေးရဲ့ဘဝလုံးဝပြောင်းလဲသွားတယ်သူစူးစမ်းလုပ်ကင်လာတယ်အချိန်ကိုပညာရှိရှိစတင်သုံးစွဲလာတယ်။လှည့်လည်ရင်အချိန်ဖြုံးတာကိုရက်လိုက်တယ်။အချိန်တိုင်းရဲ့တန်ဖိုးအစ်စ်ကိုသူနားလည်သွားတယ်။မိတ်ဆွေတို့အချိန်ဟာလူတိုင်းအတွက်အခမဲ့ပါပဲ။သို့တော့ဒင်းဒီတန်ဖိုးဖြည့်၍မရပါ။မင်းဒါကိုဝယ်လို့မရဘူးဒါပေမဲ့သုံးလို့ရတယ်။သိမ်းစီထားလို့မရဘူးဒါပေမဲ့သုံးစွဲလို့ရတယ်။တစ်ခါကုန်သွားရင်ဘယ်တော့မှပြန်ရနိုင်မှာမဟုတ်ဘူး။ဒါကြောင့်မင်းရဲ့အချိန်ကိုပညာရှိရှိသုံးစွဲပါ။